ညီတယောက်မေးထားတဲ့ဒီလိုပီးကျိုးနဲ့ဒီမိုနိုလီတာကျိုးကိုဘယ်လိုမျိုးလီတာကျိုးချီရတယ်ဆိုတာကိုပြောပြပေးမှာပါညီတယောက်လည်းမေးထားတာတွေ့လို့ပါတော့သုံးတာတော့ပေါင်50ပေါင်50ကိုဒီ3000လောက်ဖြတ်ရမယ်တောင်စစ်နဲ့3000လောက်ဖြတ်လိုက်ဒါပီးကျိုးဒီနှစ်ခုကိုဆက်မယ်ခေါ်လိုက်ပြီးရင်ဒီလိုကွင်းလေးတွေကိုဒီဘက်ကကျိုးလေးထည့်လိုက်အဲ့ဒါကိုဒီစုံမှချိကိုင်းနာလိုတလောက်ဆွဲခုနှစ်ပတ်ဒီနေတော့လေးငါချာခုနှစ်ပတ်ပြီးသွားပြီဆိုရင်ဒီအစုံနေရာကိုပြန်ကိုင်းပြီးသွားရင်ဒီအောက်ဖောက်ပြန်ပတ်ခုနှစ်ပတ်1 2 3 4 5 6ခုနှစ်ဒီခုနှစ်ပတ်ပြီးသွားရင်ခုနကဒီအောက်ကနေထည့်ထားတယ်အခုကအပေါ်ကနေအောက်ကိုပြန်ထည့်ဒီကွင်းနဲ့ပြန်ထည့်ပြီးရင်ဒီကျိုးနှစ်စကိုဒီလိုတူနေရမယ်အောက်အပေါက်ကိုတူနေရမယ်ဒီကွင်းနဲ့ပြီးသွားရင်ဒီလိုကိုင်းနာဆွဲဒီကောင်ဒီစတွေးဖြစ်ဖြစ်ရေဖြစ်ဖြစ်နည်းနည်းလေးဆွတ်လိုက်ရေလေးနည်းနည်းဆွတ်လိုက်ဆွဲပြီးတော့ဆွဲဒီမှာကျိုးတစ်ခုကိုလွတ်လိုက်ဆွဲဒီဘက်ကိုလည်းကျိုးတစ်ခုကိုလွတ်လိုက်ဆွဲโอเคဆွဲပြီးသွားရင်ဒီလိုအနေထားမျိုးရောက်သွားပြီမြင်ရလားမသိတင်းလေးဆွဲဖို့တော့လိုတယ်တင်းလေးဆွဲဖို့တော့လိုတယ်ဒီလိုညီလေးဖြစ်သွားပြီအဲ့လိုညီလေးဖြစ်သွားပြီဆိုရင်ခုနောက်ကပိုတဲ့ကြိုးစကိုပြန်ထုံးမယ်ဒီဘက်ပုံမှန်ရိုးကြိုးချီတယ်လို့ပဲဒီဘက်ကချီမယ်ဒါကျိုးအစတတ်တာပေါ့နေโอเคနေဒီ3ကွင်းမြောက်မှာ3ကလောက်ဒီကွင်းထဲကိုပြန်ထည့်လိုက်ဒီနေ3ရပြီဒီကွင်းထဲထည့်ပြီးပြီဆိုရင်ဒါကိုဆွဲလိုက်ဆွဲတင်းလေးဆွဲပြီးွားရင်ဒီမှာပိုနေတဲ့ကြိုးဒီဘက်က fishing line ဒါ main ကြိုးပိုနေတဲ့ကြိုးခုနလည်းအစတက်ပြီးပြီဆိုတော့ဖြတ်လိုက်ဖြတ်ပြီးရင်ဒီလောက်ချန်တာတေးလေးချန်တာဒါမှကိုငါးပြစ်နေတဲ့အချိန်မှာဒီအစလေးရှိသေးလားမရှိဘူးလားမရှိတော့ဆိုတာပြည်တော့မှာဒါ main line လီတာကျိုး main line အရှိဒါကချီလို့ပို့ထားတဲ့ဟာကိုဖြတ်မယ်လီတာကျိုးပို့တာကိုတေးလေးပဲဖြတ်မယ်တေးလေးဖြတ်လိုက်ပြီဆိုရင်ဒီဘက်ကလည်းပို့တာကိုဖြတ်လိုက်ပြီး
ကိုကြည်ကျိုးလည်းဖြတ်လိုက်ပြီဆိုရင်ဒီလိုတစ်ဆက်တည်းဖြစ်သွားမြင်ရလားမင်းတစ်ဆက်တည်းဖြစ်သွားမယ်တစ်ဆက်တည်းဖြစ်သွားမယ်ဒီဘက်ကလည်းအစတတ်ထားတယ်ဒီလောက်တေးသေးလေးထုတ်ထားတယ်ကိုမြားနေတဲ့အချိန်မှာဒီအစလေးရှိသေးလားဝင်သွားပြီလားဆိုတော့ကြည့်ဒီကဝင်သွားပြီဆိုရင်ဒါပြုတ်ထွက်နိုင်တယ်အဲကြောင့်မို့ဒီလောက် channel